ဟုတ်ကဲ့ကျွန်တော်တို့မင်းသမารီအိမ်ချမ်းမြေအကျိုးဆောင်လုပ်ငန်းကဒီနေ့မိတ်ဆက်ပေးခြင်းနဲ့တစ်ထပ်တိုက်ပါခြံဝင်းလေးကတော့ကျွန်တော်တို့ကုတ်ခိုင်မြို့ရှိရက်ကွက်ဘုံကျောင်းလမ်းမှာရှိတဲ့ဒီအိမ်ဝင်းလေးဖြစ်ပါတယ်ဒီအိမ်ဝင်းလေးရဲ့ရှေ့မျက်နှာသာအကျယ်ကပေ130ရှိပါတယ်အထဲမှာကျွန်တော်တို့တစ်ထပ်တိုက်အဆောက်အဦတစ်လုံးပါပါတယ်ခင်ဗျရှေ့မျက်နှာဖွင့်အကျယ်ပေ130ရှိပြီးတော့ရှေ့မှာကားဝင်ထွက်လို့ရတဲ့အုတ်တိုင်းတမန်တကာပါရှိဖြစ်ပါတယ်ရှေ့လမ်းအကျယ်ကတော့ကား3စီးလောက်ကောင်းကောင်းရှောင်လို့ရတဲ့ပေ40လောက်ဖြစ်ပါတယ်ဟိုရှေ့မှာမြင်နေရတာကတော့ကျွန်တော်တို့လာရှိုးမှု10လမ်းမကြီးဖြစ်ပါတယ်လာရှိုးမှု10လမ်းမကြီးနဲ့ဆိုရင်ကျွန်တော်တို့ပေ1500လောက်ပဲအကွာဝေးမှာရှိတဲ့တစ်ထပ်တိုက်ပါခြံဝင်လေးဖြစ်ပါတယ်ကျွန်တော်တို့ထဲအနေထားကိုဆက်တော့ပြပေးမယ်ဒါကတော့ခြံဝင်းထဲမှာရှိတဲ့တစ်ထပ်တိုက်ပါအဆောက်အဦဖြစ်ပါတယ်ခြံဝင်းရဲ့ရှေ့နောက်အရှည်ကတော့ကျွန်တော်တို့ပေ140ရှိပါတယ်ရှေ့မျက်နှာဖွင့်ပေ130ရှေ့နောက်ပေ140ခန့်ရှိတဲ့ခြံဝင်းဖြစ်ပါတယ်ရှေ့မှာကား3-4စီးအပြင်နောက်မှာလည်းမြေလို့အများကြီးကြာရှိပါတယ်ဒါကတော့ကျွန်တော်တို့ခြံဝင်းထဲမှာရှိတဲ့တစ်ထပ်တိုက်အဆောက်အဦဖြစ်ပါတယ်နော်ဟုတ်ကဲ့ဒီခြံဝင်းနဲ့တစ်ထပ်တိုက်ပါအိမ်လေးကိုငှားရမ်းနေတယ်ဆိုရင်ဒါမှမဟုတ်ဝယ်ယူလို့ရဆိုရင်တော့ကျွန်တော်တို့မင်းသမားဒီအိမ်ချမ်းမြေအကျိုးဆောင်လုပ်ငန်းဖုန်းနံပါတ်0988 9419လေးကိုဆက်သွယ်နိုင်ပါကြောင်းအတည်ပေးအပ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်